ဒီနေ့ defense technique လေးတစ်ခုပြပေးခြင်းလို့ပေါ့နော်။ဘာလဲဆိုတော့ low kick ပေါ့နော်။ low kick defense ပေါ့နော်။ low kick ဆိုတာကျွန်တော်တို့ဒီရိုးလက်ဝဲခေါ်ဆိုတော့ဒီအောက်ပိုင်းပေါ့အနေပိုင်းကန်ချက်တွေပေါ့နော်။အနေပိုင်းကန်ချက်တွေသူဒီကစားသမားတယောက်ကိုနော်လူတယောက်ကိုပြင်းထန်တော့ဒုက္ခပေးနိုင်တယ်ပေါ့နော်။အဲ့တော့သူ့ကိုကာကွယ်ဖို့အတွက် defense technique လေးပြပေးပါမယ်နော်။အနေပိုင်းကန်ချက်တွေမှာရေဘူးအဖြစ်2မျိုးရှိတယ်ပေါ့နော်။အပြင်ခက်တွေအတွင်းခက်တွေရှိတယ်နော်။အသုံးများတော့အပြင်ခက်တွေပေါ့နော်။ဒီအပြင်ခက်တွေသူကအများဆုံးကန်တာတော့ဒီဒူးအထက်ဒီကြွသားနေရာတွေဒီပေါင်လေးတွေကန်ကြတယ်နော်အဲ့အတွက်ကိုကနော် defense လုပ်မယ်နော်ဘယ်လိုလုပ်မလဲဆိုတော့ရိုးရလက်ဝေးတို့မှွေထိုင်းတို့ကစ်ဘော့စင်တို့များသောအားဖြင့် stand ကျင်းတယ်နော် stand ကျင်းတွေရက်ကြတာများတယ်အဲ့တော့တဲထားတယ်ဟုတ်ပြီကိုယ်ကန်တယ်ကန်တဲ့အခါမှာခြေထောက်လေးကို45 degree အပြင်ကိုထုတ်ပြီးတော့ဒူးလေးထောင်ပြီးတော့ပိတ်မယ်ဟုတ်ပြီနော်ပြီးရင်ဘယ်ကိုပြန်ချမလဲထောင်ပြီးပိတ်မယ်ဒီကိုနေရာပဲကိုပြန်ချမယ်နော်တဲထားမယ်ကြည့်ထားမယ်ပြန်မျိုးကိုကြည့်မယ်ကန်ပြီးပိတ်မယ်ပြန်ချမယ်ပြီးတော့တစ်ဖက်ကပိတ်ထားတဲ့အချိန်မှာဒီဘက်ခြေထောက်ဒီလည်းလုံးဝအပြားပါ flat ပါချထားနောက်ဆိုလည်းအဲ့လိုပဲနောက်ကျိုးလှမ်းခတ်တယ်ဒူးထောင်ပြီးပိတ်လိုက်မယ်ဒီဘက်ကတ်တယ်ဒူးထောင်ပြီးပိတ်မယ်ဒီဘက်ကတ်တယ်ဒူးထောင်ပြီးပိတ်တယ်ကိုမြောက်တဲ့ခြေထောက်ကိုပြန်ချမယ်ကိုမြောက်တဲ့ခြေထောက်ကိုပြန်ချမယ်အဓိကကျွန်တော်တို့သတိထားမှာကရှောက်တွေဒီအပြင်ဘက်ကို45 ဒီဂရီလောက်လှည့်ကိုလှည့်ရပါမယ်မလဲဘဲနဲ့တက်တက်ကြီးဖြစ်သွားမယ်ဆိုဘာဖြစ်လဲဒီအယိုးတွေကိုကန်ပြီးလွင့်သွားနိုင်တယ်ဒီအပြင်ယိုးကျိုးနိုင်တယ်လုံးဝမခုခံနိုင်ဘူးအဲ့တော့ကြောင့်မလို့ဒီဘက်ကိုထောင်ပြီးပိတ်ရမယ်ဒီဘက်ကိုထောင်ပြီးပိတ်ရမယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့အတွင်းခတ်တွေအတွင်းခတ်ဆိုတာကြတော့ဒီပေါင်ရဲ့ဒီအတွင်းပိုင်းကိုပြိုင်ဘက်တွေကလှမ်းခတ်တာနော်ဒီကောင်လည်းအရန်ဒုက္ခပေးနိုင်တယ်အရန်နာတယ်နော်အဲ့ဒီခတ်တွေကြတော့ဆောင်းအပြင်ခတ်နီးတူပါပဲဖိုင်ဆန်တည်ထားတယ်အပြင်ခတ်တွေကိုဒီလိုပိတ်သလိုမျိုးအတွင်းခတ်တွေကိုလည်းဒီဘက်ထဲကိုဒူးလေးစာဆွဲသိမ်းပြီးပိတ်လိုက်မယ်နော်ဒီဘက်ခတ်တဲ့အပြင်ဆိုဒီလိုပိတ်မယ်အတွင်းဆိုဒီလိုပိတ်မယ်နော်ဒါပေမဲ့ကျွန်တော်တို့သတိထားစရာတစ်ခုကကျွန်တော်တို့ဒီပြိုင်ဘက်ရဲ့အနေပိုင်းကန်ချက်တွေကိုလိုကစ်တွေကိုအမြဲတမ်းပိတ်နေလို့မရဘူးเนาะ။ဘာလို့လဲဆိုတော့ကိုယ့်ထက်မာတဲ့သူတွေရှိတယ်။ကိုယ့်ထက်ဝိမ်များတဲ့သူတွေရှိတယ်။ရေပွားပြင်ကန်တဲ့သူနဲ့ပိတ်တဲ့သူမှာကန်တဲ့သူဒီနာဒီကျိုးစီဖြစ်တာမှန်ပေမဲ့တစ်ခါကြောက်လဲတစ်ဖက်လူကကိုယ့်ထက်ဒီအယိုးသိမ့်ဆက်အရန်မြင့်နေတာမျိုးပါဝါရန်ကြီးနေတာမျိုးလူကောင်ကြီးနေတာမျိုးကြာလို့ရှိရင်ပိတ်လို့မနိုင်တာမျိုးတွေရှိတယ်။အဲ့ဒါမျိုးတွေကြာလို့ရှိရင်ကိုတွေကနောက်ကိုဆုတ်ရှောင်လို့ရတယ်။ဖိုက်ဆန်တည်ထားတယ်ကိုယ့်ကိုကန်တယ်နောက်ခြေလေးနဲ့ step back ဆုတ်ရှောင်လိုက်မယ်။တည်ထားကန်ပြီးနောက်ခြေလေးနဲ့ဆုပ်ဆောင်လိုက်မယ်အဲ့လိုနောက်ခြေနဲ့ဆုပ်ဆောင်တဲ့အချိန်မှာသတိထားစရာရှေ့ကိုလူဆန်းဆန်ကြီးမဖြစ်သွားပါစေနဲ့နော်ဒူးလေးနဲ့ကွေးထားတဲ့အတိုင်းလေးပဲကန်ပြီးနောက်ကိုဆုပ်ဆောင်မယ်ဟုတ်ပြီနော်အဲ့တော့အကြမ်းဖျင်းပြန်သုံးသက်ကလို့ရှိရင်ရှေ့ကိုအပင်ငက်ခတ်တယ်ဒူးထောင်ပြီး45 ဒီဂရီပိတ်တယ်နော်နောက်ကိုလှမ်းကန်တယ်ဒူးထောင်ပြီး45 ဒီဂရီပိတ်တယ်အတွင်းလှမ်းခတ်တယ်ဒီလိုဆွဲချိုးပြီးပိတ်တယ်ပြီးတော့နောက်ဆုပ်ဆောင်မယ် step back ဆုပ်ဆောင်မယ်ဟုတ်ပြီနော်ဒီ3မျိုးပါနော်နောက်ဆုပ်ဆောင်တာလည်းအမြဲရှောင်လို့မရပါဘူးတခါarea ကျင်းတဲ့ကျိုးဝိုင်းကျင်းတဲ့ပွဲမျိုးတွေပြီးတော့ကိုမောနေတဲ့ခါမျိုးတွေခါကနောက်ဆုတ်စရာမရှိတော့ချိန်မျိုးနောက်ဆုတ်လို့မရဘူးအဲ့လိုပဲအမြဲတမ်းပိတ်လို့လည်းမရဘူးเนาะအဲ့တော့အဆင်ပြေသလိုဒါတွေကိုမျှပြီးသုံးဆွဲရပါတယ်ရေးကြီးတဲ့တစ်ချက်ကြံပါသေးတယ်ကိုယ့်ရဲ့ပြိုင်ဘက်ရဲ့ရင်ညှို့ကိုကြည့်ပါပြိုင်ဘက်ရဲ့ရင်ညှို့ကိုမြင်အောင်ကြည့်ပါပြိုင်ဘက်ရဲ့ရင်ညှို့ကိုမြင်အောင်ကြည့်လို့ရှိရင်ကိုယ့်ကိုသူကလက်နဲ့တိုက်ခတ်မှလားချင်းနဲ့တိုက်ခတ်မှလားဆိုတော့ခြုံပြီးမြင်ရပါတယ်เนาะအဲ့ကြလို့ရှိရင်ရှေ့ကရိတ်ခနဲ့မြင်တာနဲ့ရိတ်ခနဲ့ပြလို့ရတယ်ရိတ်ခနဲ့မြင်တာနဲ့ဆုပ်ဆောင်လို့ရတယ်เนาะဒီအဲ့ကြောင့်ဘယ်ကိုကြည့်ရမလဲရင်ညှို့ကိုကြည့်ပါအခုကျွန်တော်ရှင်းပြထားတဲ့ဗီဒီယိုလေးကိုကြည့်ပြတယ်ဆိုလို့ရှိရင် logic နဲ့ပတ်သက်ပြီးဘယ်လို define လုပ်ရမလဲဘယ်လိုမြင်အောင်ကြည့်ရမလဲဆိုတာလေးကိုအားလုံးပဲနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်เนาะဒီကျွန်တော်ကျော်ကိုစေပါ9 level class ရဲ့ course တွေကတယောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ